ကောင်မလေးကမွေးကလေးကမျက်စိမမြင်နားမကြားမှုဖိုက်စားတဲ့ခါသူ့အမေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစွန့်ပစ်ထားတာမို့ပုံနေတဲ့ပေါင်မုံတွေကိုပဲစားခဲ့ရတယ်။ဒါပေမဲ့တည့်ရကြတော့ရင်းနှီးချက်ဆေးလိမ့်နှံကိုတူရလိုက်တယ်။သူ့အမေပြန်လာပြီလို့သူမထင်ခဲ့ပါ။စပွဲအောက်ကနေတွားထွက်လာပြီးချမ်းပြန်တစ်ချောင်းစမ်းတဝါဝါမလျှောက်သွားကအဲ့ဒီနေရာမှာရက်နေတဲ့သူကိုနှုတ်ဆက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ကိုဖတ်လိုက်တဲ့အချိန်မှာလက်ချောင်းတွေကမာချမ်းနဲ့နှုတ်ခမ်းမွေးစီကိုတွားထိမိခဲ့တယ်။လန့်ပြီးတော့ပြန်ခွာကစပွဲအောက်ကိုအမြန်ပြန်ဝင်ပုံးလိုက်တယ်။မျက်ရည်တွေဝဲနေတဲ့အဲ့ဒီလူကအဲ့ဒီမှာပဲရက်နေခဲ့တယ်။သူကသူ့ကိုသူမရဲ့ဖခင်အဖြစ်မိဆက်ပြီးအတူတူနေထိုင်ခဲ့တယ်။ကောင်မလေးကသူ့ဘသူလဲဘာလို့ရောက်လာတာလဲဆိုတာနားမလည်ခဲ့ဘူး။ပထမတော့သူ့ဖက်နှက်တန်ကိုနားထောင်ပြီးမှတ်မိပြီးသူနဲ့အလန့်ဝေးဝေးမှနေခဲ့တယ်။တနေ့မှတော့သူမအစားအစာနဲ့ရလိုက်တယ်။သူနဲ့ရတာနဲ့ဒါသူမအကြိုက်ဆုံးဟင်းဆိုတာသိလိုက်ရတယ်။ဒါပေမဲ့သူမတော့သစိမ့်ဒီစီကအစားအစာမယူရဘူးဆိုတဲ့အမေရဲ့တတိပေးစကားကိုတတိယသွားခဲ့တယ်။သူမရဲ့ပုံနေတဲ့ပေါင်မုံကိုပြန်ရှာကြည့်တော့ဘယ်မှမတွေ့ရတော့ဘူး။အမျိုးသားကသူမကိုခောက်ဆွဲပေးလိုက်ပြီးမြဲသူမကြောက်လန့်ပြီးကျမ်းပြင်ပေါ်ပစ်ချားကစပွဲအောင်မှာပြန်ပုံးလိုက်တယ်။အဲ့ဒီအခါမှာတော့သူကပုံနေတဲ့ပေါင်မုံဒီကိုလွှင့်ပစ်ပြီးသူမအတွက်ပေါင်မုံအစ်စ်တွေဝဲလာပြီးမှသဘောပေါက်သွားတယ်။ဖြည်းဖြည်းချင်းနဲ့သူမကိုနာကျင်အောင်လှုပ်ဖို့ရောက်လာတာမဟုတ်ဘူးဆိုတာနားလေလာခဲ့တယ်။တခင်မြင့်နဲ့သူမကပိုနီးကပ်လာပြီးသူပေးတဲ့အစားအစာတွေကိုစားလာခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှသူမသူ့ကိုပို့တွေ့တာလာတယ်။ညဘက်ဆိုရင်တော့တိတ်တိတ်လေးလာပြီးသူ့ဘေးမှာလက်အိတ်သူ့အမေရဲ့အမတ်ရစရာတွေပြန်ပေါ်လာပြီးသူမတိုးတိုးလေးငိုခဲ့တယ်။ရက်အနေငယ်ကြာတော့သူမအနီးမကောက်ချက်လာခဲ့တယ်။အမျိုးသားကတတိထားမိတော့သူမကိုဆေးရုံပို့ပြီးတညလုံးဖြူစုဆောင်ရှောက်ပေးခဲ့တယ်။သူမတက်တာလာတဲ့အခါမှာသူကသူမအတွက်တင်တော့ကူပစ္စည်းတွေဝယ်လာပြီးလက်ကိုကိုင်းကစလုံးတွေကိုသူ့လက်ဖွားပေါ်မှာရေးပြီးတင်ပေးခဲ့တယ်။သူမစကလုံးတစ်လုံးကိုမှန်မှန်ကန်ကန်တင်ယူလိုက်တိုင်းသူကသူမရဲ့ခေါင်းကိုညှင်းသားစွာထိကင်ပေးခဲ့တယ်။မကြခင်မှာတော့သူမစကလုံးပေါင်းများစွာကိုတင်ယူခဲ့တယ်။တနေ့မှသူမကသူ့လက်ဖွားပေါ်ကိုကျေးဇူးတင်ပါတယ်ဆိုရဲစကလုံးတစ်လုံးကိုရေးဆွဲလိုက်တယ်။ဒါပေမဲ့ပျော်ရွှင်မှုကကြာရှည်မခံခဲ့ဘူး။တနေ့မှလူတစုရောက်လာပြီးသူ့အမေရဲ့ကြွေးမြေတွေမဆက်ရသေးတာကြောင့်အိမ်ကိုဖျက်မယ်လို့ပြောခဲ့ကြတယ်။တခြားရွေးချယ်စရာမရှိတာကြောင့်အမျိုးသားကသူမကိုမိဘမဲ့ချောင်းကိုခေါ်သွားတယ်။ကောင်မလေးရဲ့ခြင်းထဲမှာလေးလံအောင်လေးနေနေတယ်။ထွက်သွားခင်မှာတော့အမျိုးသားကပေါင်မုံတစ်လုံးကိုသူမလက်ထဲထည့်ပေးခဲ့တယ်။အဲ့ဒီနောက်ရုတ်တရက်သူမမှတ်မိနေတဲ့ရင်းနှီးတဲ့နံကရွေ့သွားတယ်။ကြောက်လန့်တစားနဲ့ရှစ်တိုးလိုက်တော့ဖာနရန်ကိုဝင်တိုက်မိတယ်။လက်နဲ့ထောက်ရိုက်လာတယ်။အမျိုးသားကတစ်ဖက်မှာရက်နေလာကိုသူမခန်းစားမိခဲ့တယ်။သူမကသူနဲ့ကွဲသွားတာကိုမလိုချင်ဘူး။ပြီးတော့တကားဖွင့်လိုက်တယ်။အမျိုးသားကသူမရဲ့မျက်ရည်တွေကိုတုပ်ပေးခဲ့တယ်။သူမကသူ့လက်ကိုကိုင်ပြီးလက်ချောင်းလေးတွေနဲ့သူ့လက်ဖွားပေါ်မှာဖဖေဆိုတဲ့စကားလုံးကိုရေးဆွဲလိုက်တယ်။အဲ့ဒီအချိန်မှာအမျိုးသားရဲ့မျက်လုံးတွေကမျက်ရည်တွေပြည့်ရွှင်လာခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူ့ကိုတယောက်တည်းထပ်မထားခဲ့တော့ဘူးလို့ကတိပေးခဲ့တယ်